ကဲကြည့်ရှုသူရေဒီနေ့ရာသီဥတုကောင်းတယ်ဆိုတော့မမရိုစီတို့မိသားစုပေါ့နော်အိမ်မှာနေရင်းနဲ့မူကထလှုပ်စားတာဖြစ်ပါတယ်ဝေါလာစားကြပါဦးရှင်အေးကျမတို့ဒါမူကထကတော့အများကြီးတော့မဟုတ်ပါတော့နည်းနည်းပါးပါးပေါ့ရှင်အိမ်မှာနေတယ်ဆိုတော့ကျမရေလောင်းထက်တယ်ပြီးအသားမုတ်ထက်တယ်ပြီးရောအေးအိုးကိုကြည့်လိုက်ပါဦးဒီနေ့ပဲအသစ်ကလေးဝင်လာတာပေါ့နော်အေးပြီးလို့ရှိရင်ဒီမှာအရွက်တွေရှိမယ်ပြီးဝက်သားရှိမယ်နောက်ပြီးတော့ကြက်သားရှိမယ်အိမ်မှာဝက်သားမစားတဲ့သူလည်းရှိတဲ့အတွက်ကြောင့်မလို့အေးဒေါ်လို့ကြာဝက်သားမစားဘူးကြက်သားပဲစားတယ်သူကပြီးလို့ရှိရင်ဒီအသားလုံးတွေပေါ့နော်အေးဒီမှာလာစားကြပါဦးရှင်ကျမတို့လည်းဒါပျော်ပပလေးပါပဲရှင်နော်အိမ်မှာပဲအပြင်မှာတော့မစားဘူးအပြင်မှာစားရလူရစ်စားနေရမှာဆိုလို့အိမ်မှာပဲဝယ်လာပြီးတော့မှစားလိုက်ပါတယ်ကျမတို့ဒါဒီမှာလိမ်မော်ရတောက်ပါတယ်ရှင်ဒေါ်လို့ကြောင့်ကျမတို့ဒါပစုံပေးတာပေါ့နော်စားကောင်းလားလို့မေးတယ်ကောင်းလားလို့ကောင်းတယ်တဲ့မင်္ဂလာပါရှင်လို့ပြောခိုင်းတဲ့သူတွေနော်ကဲကြည့်အောင်ကျမတို့ဒါဆိုတော့ကျမအပြင်ရောက်ဝယ်လာတဲ့မူကထက်စားတဲ့အခြေရပေါ့နော်သူကအချို့တက်ပါတယ်ကျမကိုယ်တိုင်လှုပ်ထားတဲ့အခြေလည်းရှိတယ်အဲ့ဒါကြတော့စီဖူးပေါ့နော်အေးပြီးလို့ရှိရင်ကျမအရွက်ကလေးနဲ့အတူတူစားပါမယ်ရှင်မင်္ဂလာပါရှင်ဝင်လာပြီဆိုလို့ရှိရင်ချစ်တယ်ဆိုအသေးလေးပေးဦးနော်အေးကျမအရေလည်းတောက်တာပေါ့နော်ပြီးလို့ရှိရင်အရွက်တွေလည်းစားတာပေါ့နော်ဖက်တွေလည်းစားတာပေါ့ရှင်အေးဘယ်သားရောက်တော့လဲမမိတော့အော်အေးဒီမှာဒါပုံထက်သားပါရှင်လာစားပါဟုတ်အေးလာစားကျမတပည့်ကကျမရဲ့တမင်မီနီမလည်းဟိုကွာဒီကွာလည်းနော်အေးမျောနေတယ်ကျမကျွေးပါတယ်ပစုံနေပါတယ်အေးဒီမှာနော်ရာသီဥတုကောင်းတဲ့သဲလေးနော်ဘယ်ကနေကြည့်နေရလဲရှင်တို့ဗီဒီယိုမြင်တဲ့အချိန်ကဘယ်အချိန်လဲနော်ပြောပြရေးပေးအောင်မှတ်ပေးအောင်နော်ဒါကိုယ့်အကိုအိမ်မှာစားလဲမူကထက်ပေါ့နော်အေးတို့လို့ကြဆွဲပြီးစားလို့ကောင်းလားလို့ပြီးတာအရင်ကောင်းပါလေကဲလာကြည့်ရှုသူတို့နော်အေးစစ်စစ်လေးပါပဲနော်အိမ်မှာပဲရှိတယ်ဘဲမှမသွားဘူးအဲ့တော့အိမ်မှာအားပြီးတော့ရားရတယ်ကျမကတော့အိမ်မှာမူကထက်လေးလှုပ်စားဖြစ်ပါတယ်ရှင်လို့နော်မူကထက်လှုပ်စားတဲ့ခါမှာဒီဝက်သားကိုကျမလေးဖြတ်ဖို့မေ့သွားတယ်အရန်ရှိတ်သွားတာပေါ့နော်ကဲလာမမလို့စီကိုကြည့်တဲ့အချိန်ကတော့ဘယ်အချိန်ရှိတယ်တော့မသိဘူးကျမကတော့အခုစားအခုတင်ပဲဟေးနော်အရွက်ကလေးနဲ့စားပါတယ်ရှင်လို့အေးလာစားကောင်းနေတော့ကောင်းနေတော့ကျမစားလို့ကောင်းတော့အစားလူနဲ့တက်ဆိုတိတ်မှန်လာပဲနော်ရှင်တို့တွေကျမတေးကြောက်လုံးနေပြန်ပြီတေးကြောက်လုံးနေပြန်ပြီနော်ဟိုဟာစားဒီဟာစားတာများနေပြီအစားကလူနဲ့တဲ့တယ်ဆိုတာတိတ်မှန်လာပဲဝိတ်ချမယ်ဆိုတော့မချနိုင်ပါဘူးရှင်ရေကဲနော်အခုအိမ်ရောက်လို့လည်းမူကနစားချင်ဆိုကျမလည်းစားလိုက်ပါတယ်ရှင်မပြောချင်လည်းမသိဘူးစားပါပဲလာမသားတဲ့ကဲအဲ့ဒါဆိုလို့ရှိရင်ဒါပဲစားလို့ပျောက်သွားပြီရမ်းစစ်တဲ့နောက်မှတွေ့မယ်ဘိုင်ဘိုင်